မြေပဲလောမြေပဲလှဲဟုတ်ဒါမြေပဲထောင်းတော့မဟုတ်ဘူးပေါ့နော်မြေပဲကိုကြိတ်တာပလင်းနဲ့ဆက်ရှိတဲ့လူဆိုတော့ဆိုကြိတ်လို့ရပါပေါ့နော်ဆက်မရှိတော့ဒီလူလေးပေါ့ရဖုံးလေးနဲ့ချက်ထားတာပါအုံးစီလေးကိုဒီလိုချက်ထားတာဗမာကျက်သားကိုစီတက်ထားတာပေါ့နော်ဗမာကျက်သားကိုစီတက်ထားတာနည်းနည်းမြည်ကြည့်လိုက်ကျုံနဲ့ဘူးဆိုပဲမုံကိုရေးဖြော်မယ်ပဲမုံကိုရေးဖြော်အောင်ဖြော်ပါမယ်ပဲမုံရေးဖြော်မယ်ပြီးရင်မြေပဲဆန်စောစောအမှုတ်ကြိတ်ထားတာကိုရေးဖြော်မယ်ပေါ့နော်ကျမတော့လက်အိတ်တွေပါတယ်မသုံးတော့ကျမလက်ကို65ခါခွဲစေးထားတယ်အားကြောင့်မလို့ကျမလက်နဲ့ပဲဖြော်မယ်ဇွန်းနဲ့ဖြော်လို့မရဘူးတဲ့ဇွန်းနဲ့ဖြော်ရင်မကြည့်ဘူးတဲ့ဒီလိုမျိုးပေါ့နော်လောကတ်နဲ့ဖြေမှရတာတဲ့အားကြောင့်ကျမ65ခါစေးဖြေထားတယ်တနည်းနည်းဖန်အမေလက်ကလက်မိတ်ဖြစ်နေတယ်လို့ပဲမနေအောင်ကြီးကမှိန်နေတော့ရပြီပိတ်လိုက်ပါတော့ပြီးရင်ဒါကအုံတို့စီချက်ထားတဲ့အုံတို့ရေကိုပဲဆန်မှုန်နဲ့ရေပဲမှုန်ပေါ့နော်ရေဖြော်ပြီးတော့ရေများနဲ့ဒီထဲကိုဗာထည့်ထားလဲဆိုတော့ခနောဇွန်ခွက်တစ်ခွက်ပေါ့နော်ဒါပဲအရသာထည့်ထားတယ်စက်သွန်နေနဲ့တည့်နေပါပြီစူလာလို့ရှိရင်စီတက်ထားတဲ့စက်သားထည့်မယ်ဘဲဥထည့်မယ်ပြီးရင်အရသာမြည်ပြီးတော့အုံနှောက်ခေါက်ဆွဲစော်ကားလို့ရပါပြီ